မင်္ဂလာပါရှင်ဘေဘီလေးမမေတို့အထာဆောင်ရိုက်ပြီဆိုလို့ရှိရင်ဒီအဖြေလွှာမှာယောက်ျားလေးလားမိန်းကလေးလားကြည့်လို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကိုလက်အင်္ဂါစုံမစုံပေါ့နော်အနေထားမှန်ဒါမျိုးလေးတွေလည်းကြည့်လို့ရတယ်နော်ကိုလက်အင်္ဂါစုံမစုံဆိုတာကြတော့ abnormality ဆိုတဲ့နေရာမှာသွားကြည့်လို့ရတယ်ပေါ့ဒီနေရာမှာ not တို့ nil တို့ normal တို့ပေါ့နော် no တို့အဲ့လိုမျိုးတွေပြထားတယ်ဆိုရင်ဒါပုံမှန်ပဲပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့နာမည်တစ်ခုခုပေါ့နော်ရေးထားတယ်ဆိုလို့ရှိရင်ဒါဆရာကိုမေးရမှာပေါ့လေနော်ပြီးလို့ရှိရင်လေဒီလိုမျိုးအထာဆောင်ရိုက်တဲ့အဖြေတွေကဘယ်နှလားဆိုလို့ရှိရင်ယောက်ျားလေးမိန်းကလေးကွဲပြီလဲပေါ့နော်အနေထားတွေသိရပြီလဲဆိုလို့ရှိရင်9လဆိုရင်တော့ရှင်းရှင်းလင်းလင်းမြင်ရပြီပေါ့ဒီတကယ်လို့ပေါ့နော်ကိုလိုက်အင်္ဂါတစ်ခုခုချိုရင်းနေတယ်ဆိုရင်9လနောက်ပိုင်းမှာဘာလို့ရလဲဆိုရင်တကယ်တမ်းကတော့ကိုဒီပထမ3လအတွင်းမှာပဲပေါ့နော်ဒီကလေးရဲ့ကိုလက်အင်္ဂါတွေဥကောင်းခွန်တွေဒီအစိတ်အပိုင်းတွေအားလုံးကဒီဖွဲ့စည်းပြီးသားဖြစ်တာပေါ့နော်ဒါကြောင့်မို့လို့ပထမ3လအတွင်းမှာကိုက folic acid တောက်မယ်เนาะပြီးလို့ရှိရင်အာဟာရမျှတတဲ့အစားအစာတွေစားမယ်အသင်စားအစားအစာတွေရှောင်မယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်ဒီဆေးတွေကိုပေါ့နော်ကိုယ်သဘောနဲ့ကိုမတောက်တာပေါ့ဒီနှာစီးချောင်းဆိုတာအစပေါ့နော်ကိုယ်သဘောနဲ့ကိုဆေးတွေမတောက်ခဲနဲ့ OGC ကိုပဲပေါ့နော်တီးတန့်သွားပြီးတော့ OG ညွန်နဲ့ဆေးကိုပဲတောက်ပေးဖို့အကြံပေးခြင်းနဲ့နော်နှခမ်းခွဲအာကောင်ခွဲပေါ့နော်အဲ့လိုမျိုးတွေမပါဖို့ရဲနောက်တစ်ခါဥကောင်းငုံဖွဲ့စည်းပုံကြောရိုးဖွဲ့စည်းပုံတွေပုံမှန်ဖြစ်ဖို့ကတော့ကိုယ်မယူခင်3လလောက်ကနေစပြီးတော့ folic acid လေးကိုပုံမှန်တောက်ပေးပါနော်တခြားအသိစင်တာလေးတွေရှိရင်လည်းမန်ကဲလို့ရတယ်တကယ်လို့ကိုကပေါ့နော်အာထာဆောင်ရိုက်ကြည့်ထားတယ်ကလေးလေးကိုလိုက်အင်္ဂါစုံမစုံအနေထားမှန်သိကျင်နေဆိုလို့ရှိရင်လည်းရနာရဲ့ Viber မှာလာပြီးတော့ဒီအဖြေလွှာလေးပို့ပြီးတော့မေးလို့ရတယ်เนาะရနာကြည့်ပေးမယ် Viber နံပါတ်လေးကတော့ wall ပေါ်မှာတင်ပေးထားပါတယ်ရှင်